Hello မင်္ဂလာပါရှင်ကျမဒေါ်မိုးမိုးဖြစ်ပါတယ်ကျမအခုတရုတ်ပြည်မြန်မာနိုင်ငံမှာတင်ယူမှုများနေတဲ့ပုံနှိပ်ဆောင်တွေကဟန်ယူကိုကျမရှင်းပြပေးချင်ပါတယ်ဟန်ယူမှာကျမတို့အတွဲတတွဲကိုကျမတို့ဒီမှာဒီလိုဟန်ယူဆိုပြီးတော့ပုံနှိပ်စာအုပ်ပါပါတယ်ပြီးတော့ဒီမှာလျှက်ရှိချက်ဆိုပြီးတော့လေ့ကျင့်ခန်းစာအုပ်ပါတယ်ရှော့ဟွာဆိုပြီးတော့စကားပြောစာအုပ်ပါပါတယ်ပထမပိုင်းမှာကျမဒီ3ခုလုံးကိုဘာတွေတင်နေဘာတွေပါတယ်ဆိုတာသိစေချင်လို့ကျမ3ခုလုံးကျမရှင်းပြပေးတော့ပါမယ်နောက်ပိုင်းနေမှာတော့ကျမဒီနောက်ပိုင်းနေမှာကျမဒီဟန်ယူတစ်ခုပဲအဓိကထားပြီးတော့တင်ပြီးတော့ကျမဗီဒီယိုရိုက်ပြီးတော့တင်သွားပေးပါမယ်ရှော့ဟွာကြတော့ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီဟန်တရုတ်မှာစကားပြောရတယ်တရုတ်စာသင်တိုင်းအတူတူပဲဥပမာကျမတို့မြန်မာဆိုရင်ကျွန်ုပ်ကြောင်းသွားသည်ပေါ့ဒါစာရေးတာစကားပြောရင်ကျွန်တော်ကြောင်းသွားတယ်မိမိကြောင်းသွားတယ်ညီမလေးကြောင်းသွားတယ်အဲ့လိုပြောတယ်မတူဘူးပေါ့နော်မြန်မာကျစာနဲ့စကားနဲ့မတူတရုတ်ကျအတူတူပဲစာနဲ့စကားအတူတူပဲကျွန်ုပ်ကြောင်းသွားသည်ဆိုလဲ我去学校ကျွန်တော်ကြောင်းသွားတယ်ဆိုလဲ我去学校အဲ့လိုပဲသွားတယ်ဘာမှမပြောင်းလဲပေါ့နော်ဆိုကျမတို့စလိုက်ရအောင်နော်ဟန်ယူကိုစလိုက်ပါမယ်ကဲဟန်ယူဒါဟန်ယူရဲ့ပုံနှိပ်စာအုပ်ပါဒါဟန်ယူ1ပေါ့သူရဲ့ဒါလေးကသူ့ရဲ့သင်ခန်းစာ1ပေါ့နော်သင်ခန်းစာမစခင်မှာကျွန်မဒီစကားလုံးလေးတွေပေါ့နော်ဒီ vocab လေးကျွန်မအရင်သင်ပေးပါမယ်ကြီးဆိုတာက1ပေါ့မမဆိုတာကမေမေ爸爸ဖေဖေ这ဆိုတာက e သို့မဟုတ်d e သို့မဟုတ် d ကြဲမဖြစ်အောင်နော်ကြဲကြတော့ jie နဲ့ဖြစ်သွားမယ် ze ကြတော့ z ဖြစ်သွားမယ်အခုကဒါ这လို့ဖတ်မယ်ဖြစ်တီက是ဖြစ်တီဆိုတာကအင်္ဂလိပ်လိုဆို msr ပေါ့ msr ဖြစ်တီမြန်မာလိုရင်ကလည်းပြောလို့ရတယ်ကျွန်တော်ကမောင်မောင်ပါဆိုရင်我是မောင်မောင်ပေါ့သူကမိမိပါဆိုရင်他是မိမိပေါ့စာလို့ပြောရင်တော့ကျွန်ုပ်ဒီမောင်မောင်ဖြစ်သည်သူမသည်မိမိဖြစ်သည်ပေါ့သူကတော့အတူတူပဲတရုတ်ကတော့我是မောင်မောင်他是မိမိအဲ့လိုရပါတယ်ညီလေးမောင်လေးကတီနာအဲ့ဒီထိုစာလို့ပြောရင်တော့ထိုပေါ့ထိုအချိန်ထိုနေရာစကားပြောရင်တော့အဲ့ဒီနေရာအဲ့ဒီအချိန်ညီမလေးမိတ်ချစ်သည်အိုက်ကျွန်ုပ်我နော်ငါဆိုလည်းရပါတယ်我ကျမကဘလို့အကြံပေးခြင်းလဲဆိုရင်ဒီစာအုပ်ကိုသင်တဲ့အခါမှာဒီပုံနှိပ်စာအုပ်ကိုစပြီဆိုတာနဲ့ဒီဟာလေးတွေကိုဒီစကလုံးလေးကိုအရင်ကြက်စေချင်ပါတယ်ကြက်ပြီးတော့အဓိပ္ပာယ်သိသွားပြီဆိုရင်ကျမဒီအောက်မှာ生字笔顺ရဲ့အဓိပ္ပာယ်ကကျမတို့စာကိုအစဉ်တိုင်းပေါ့အစဉ်တိုင်းကြုံတဲ့နေရာနေရေးတာမျိုးမဟုတ်ဘဲနဲ့အစဉ်တိုင်းရေးတတ်အောင်လေ့ကျင့်တာပါဒီမှာပဲတခါတည်းလေ့ကျင့်သွားမယ်လေ့ကျင့်ပြီးတော့စလုံးကိုအလွတ်ရတော့မှတ်မိသွားအောင်သင်ပြီးပြီဆိုရင်အရှိကသင်ခန်းစာသွားတဲ့အခါမှာအရန်လွယ်ကူသွားမှာဖြစ်ပါတယ်ဒီမှာရီးဆိုရင်ဒီတုတ်ချောင်းလေးတစ်ချောင်းပဲပေါ့နော်ရီးမားဆိုရင်撇着ပြီးတော့မှရှဲ撇ပြီးတော့မှ一提ပြီးတော့မှဒါလေးက横着ပြီးတော့竖着折钩ပြီးတော့မှအောက်က一横ထည့်ပါမယ်ဖြစ်နိုင်ရင်တော့ဒီစာအုပ်ဝယ်တဲ့အခါမှာဒီတမျက်နှာကိုပေးသွားမှာတို့ညစ်ပတ်သွားမှာမကြောက်ဘဲနဲ့ဒီပေါ်မှာအချိန်ချင်းလေ့ကျင့်စေချင်ပါတယ်တကယ်လို့ဝယ်လို့အဆင်မပြေဘူးဆိုရင်လည်းဒီစာမျက်နှာလေးကိုမိတ်တူလေးဆွဲပြီးတော့ဒီပေါ်မှာအချိန်ချင်းလေ့ကျင့်လို့ရပါတယ်တော့တရုတ်စာ4000ကွက်ဖြစ်တဲ့အတွက်4000ကွက်ဒီစလုံးဟာသူကအရှိမလဲနေရာနည်းနည်းချမ်းမယ်အနောက်မှာနေရာနည်းနည်းချမ်းမယ်အပေါ်မှာရောအောက်မှာနေရာနည်းနည်းစီချမ်းမယ်တချို့စလုံးတွေကသူကဒီအကွက်ဟိုဘက်ဒီဘက်ကတ်တာမျိုးအဆင်မပြေအောင်လက်တရုတ်စလုံးက4000ဖြစ်တဲ့အတွက်အရင်ပြားနေရမျိုးလည်းမဖြစ်ရဘူးတော့တချို့စလုံးတွေဆိုရင်ပိန်ရှည်ဖြစ်နေရမျိုးလည်းမဖြစ်ရဘူးဒါကြောင့်မို့ဒီမှာကျမတို့အချိန်ချင်းလေ့ကျင့်ပြီးသွားပြီဆိုရင်အဲ့စလုံးမလှတော့မှာကိုပူစရာမလိုတော့ဘူးပေါ့နော်အဲဆိုရင်ဒီမှာပက撇点直撇
那ပြီးတော့မှအောက်က横折ပြီးတော့မှ一竖ပြီးတော့မှ一横နဲ့ပိတ်မယ်ပြီးတော့မှ L နဲ့တူတဲ့ဟာလေးက竖ဝမ်းကုန်းဒါပဖေဖေ这ဆိုရင်တော်တော်များက这ဆိုရင်အရှိရအောင်ရေးကြရင်နော်အဲ့လိုမဖြစ်ရအောင်နောက်ကိုရေးရမယ်အဆက်ကလေးကတင်ဒုတ်ချောင်းလေးက横ပြီးတော့သစောင်းလေးဆင်းတာရှဲဖြဲနောက်ပြန်ပြီးတော့သစောင်းဆင်းတာနပြီးတော့မှအဆက်ကလေးကတင်ပြီးတော့3နဲ့တူတာလေ3တော့မဟုတ်ဘူးနော်横折撇လို့ဖတ်ပါတယ်ပြီးတော့မှဒီလို一横ဒုတ်ချောင်းကိုပလက်လန်လိုမျိုးဆွဲတာရင်းနာလို့ပြောပါတယ်ဒီစလုံးက这ဖြစ်တယ်是က树ပြီးတော့横折ပြီးတော့ခလေကဒုတ်ချောင်းလေးရင်ထည့်မယ်横ပြီးမှအပိတ်ပိတ်မယ်横ပြီးတော့မှဒုတ်ချောင်းအရှည်လေးထည့်မယ်横ပဲလေပြီးတော့မှ树ပြီးတော့မှ横တေးသေးလေးထည့်မယ်ပြီးတော့မှဒါလေးကရှဲဖြဲပြီးတော့မှနာဖြစ်ရမယ်ဒီစာလုံးဆိုကျမတို့ကြည့်ရမှာကဒီအခုဒီအောက်ကဒုတ်ချောင်းလေးနဲ့ဤဟန်လေးဟာအပေါ်ကစလုံးရဲ့အောက်တက်တဲ့ပေါ့ဆိုတော့ခေါင်းနေရစလုံးကိုခန္ဓာကိုယ်နေရဲ့သဘောထားမယ်ဆိုရင်ခေါင်းနဲ့ကိုယ်နဲ့လွဲနေမျိုးဖြစ်ရအောင်ပေါ့နော်နောက်တစ်ခုဒါညီလေးဆိုတာတိကပြန်ထည့်မယ်ဖြည့်ထည့်မယ်ပြီးတော့横折ထည့်မယ်ပြီးတော့一横ထည့်မယ်ဒါလေးက竖折钩竖折钩ထည့်တဲ့ခါမှာ竖折钩ထည့်မှာအနောက်ကိုနည်းနည်းလွန်သွားတာပေါ့နည်းနည်းလွန်သွားပြီးမှစလုံးလေးကရုပ်တရက်ကြည့်ရင်လှေကားပုံလေးဖြစ်နေမယ်ပြီးတော့မှ一竖ထည့်မယ်ပြီးတော့မှ一撇ထည့်ပါမယ်ဒါလေးကတိပါဒါလေးက那ကြကျမလည်း横折钩ရင်ထည့်မယ်ပြီးတော့မှ一横ပြီးတော့မှ一横ထည့်မယ်直撇ပြီးတော့မှ横折撇一竖ထည့်ပါမယ်မိတ်ညီမလေး撇折နော်撇折လို့ခေါ်တယ်撇点လို့ခေါ်တယ်သူကအပေါ်ကရှည်ပြီးတော့အောက်ပိုင်းလေးကတူရယ်နော်ပြီးတော့မှ斜撇ပြီးတော့မှ一横ထည့်မယ်ပြီးတော့မှဒီမှာဒုတ်ချောင်းက一横နောက်ထပ်一横ထည့်မယ်ပြီးတော့မှအပေါ်နဲ့အောက်ကိုဆင်းချတဲ့ဒုတ်ချောင်းလေးက一竖ပြီးတော့မှတစောင်းဆင်းတာရှဲဖြဲအနောက်ပြန်သွားတာရင်းနဒါလေးကမိတ်ညီမလေးကျွန်တော်我ကရှဲဖြဲရေးမယ်ပြီးတော့မှ一横ထည့်မယ်ပြီးတော့မှဝမ်းကုန်းနော်ဝမ်းကုန်းဆိုတော့ဝိုက်ဝိုက်လေးဆင်းလာမယ်နော်တဲ့ကြီးမဖြစ်ရဘူးပြီးတော့မှထီဆိုအောက်ကနေအပေါ်ဆွဲတင်တာပါထီပြီးတော့မှရှဲကုန်းပြီးတော့မှရှဲဖြဲနောက်ဆုံးမှရေးတင်ထည့်ပါမယ်我အိုက်ကချစ်တီရှဲဖြဲပြီးတော့တင်ထည့်မယ်နောက်ထပ်ခလျာတင်ထည့်မယ်ပြီးတော့ရှဲဖြဲပြီးလို့ရှိရင်တင်ပြီးတော့မှ横钩一横ပြီးတော့မှရှဲဖြဲ直ဖြဲလည်းခေါ်ပါတယ်ပြီးတော့မှ横ဖြဲပြီးတော့ရင်းနအဲ့လိုရေးတာပါအဲ့ဒါကအိုက်ဒါလေးကိုအချိန်ချင်းရေးလို့ရသွားပြီမှတ်မိသွားပြီဆိုရင်မှကျမတို့အရှိရသင်ခန်းစာကိုသွားရအောင်နော်第一课妈妈爸爸妈妈爸爸第一课ဆိုတာကသင်ခန်းစာ1妈妈爸爸ဆိုဖေဖေမင်းဖေဖေပေါ့学词学句学词学句学ဆိုတာသင်ယူလေ့ကျင့်သည်词စကားလုံးနေ学ကသင်ယူလေ့ကျင့်သည်句ကစာကြောင်းပေါ့学词学句အဲ့မှာစပြီး是是ပြီးတော့这是弟弟这是弟弟ဆိုတော့是ကဖြစ်သည်这是ကဒီဥစ္စာဖြစ်တယ်这是弟弟ဆိုရင်ဒါကမောင်လေးဖြစ်ပါတယ်အဲ့ဆိုမြန်မာလိုပြန်ရင်တော့ဒါကမောင်လေးဆိုလို့ရနော်အဲ့ဆိုရင် this is younger brother ဒီမျိုးရိုးစာကြောင်းလေးတွေဟာအင်္ဂလိပ်နဲ့တစ်ထပ်တည်းကြပါတယ်这是弟弟ဒါကမောင်လေးဖြစ်တယ်ဒါညီလေးဖြစ်တယ် this is younger brother 是ဖြစ်တယ်那是အဲ့ဒါကဖြစ်တယ်那是妹妹အဲ့ဒါကညီမလေးဖြစ်တယ်အဲ့ဆိုရင်စကားပြောရင်တော့အဲ့ဒါကညီမလေးအဲ့ဆိုရင် that is younger sister 这是妈妈这是爸爸我爱妈妈我爱爸爸这是妈妈这是爸爸我爱妈妈我爱爸爸这是
妈妈所以စကားလိုပြောရင်ဒါကမေမေဖြစ်ပါတယ်这个ဒီဥစ္စာ是ကဖြစ်တယ်妈妈မေမေအဲ့ဆို这是妈妈ဒါကမေမေဖြစ်ပါတယ်ဆိုဒါကမေမေစကားပြောရင်တော့这是爸爸ဒါကဖေဖေ这是爸爸အဲ့ဆိုရင်我爱妈妈我爱妈妈ဆိုတော့ဒီမြန်မာလိုပြောရင်တော့ကျမတို့ဒါလိုက်ပြောလို့မရအောင်ကျွန်တော်ချစ်တယ်မေမေပေါ့အဲ့ဆိုရင်我爱妈妈ဆိုရင်မြန်မာလိုပြောရင်တော့ကျွန်တော်မေမေကိုချစ်တယ်လို့ပဲပြောရမယ်အင်္ဂလိပ်လိုကတော့တစ်ထပ်တည်းကြာနော်မဆိုရင်我爱爸爸လည်းတူတူပဲ I love that 我爱妈妈ဆို I love mom 这是妈妈 this is mom 这是爸爸 this is dad 我爱妈妈 I love mom 我爱爸爸 I love that တစ်ထပ်တည်းကြာနော်မြန်မာလိုကြတော့ဒါကမေမေပါဆိုရင်ဒါဒါလိုက်ပါတာပြန်လို့ရတယ်这是爸爸ဒါကဖေဖေပါဒါဒါလိုက်ပါတာပြန်လို့我爱妈妈ကြတော့မရတော့နော်ကျွန်တော်ချစ်တယ်မေမေဆိုအဆင်မပြေတော့ကျွန်တော်မေမေကိုချစ်တယ်我爱爸爸ကျွန်တော်ဖေဖေကိုချစ်တယ်အဲ့လိုဖြစ်သွားမယ်နော်အဲကြောင့်မို့စီတဲ့ခါမှာတော့ဗာလဲဆိုရင်ဒီတရုတ်မှာစီတဲ့ခါမှာပြုလုပ်သူပြီးတော့မှ subject ပြီးမှ verb ပြီးတော့မှ object ပေါ့ပြုလုပ်သူကကျွန်တော်နော်ပြီးတော့ဘာလုပ်တယ်ဆိုတာချစ်တာပြီးတော့မှချစ်ချင်းခံတာဖေဖေမေမေပေါ့ရာ练习册练习册ဆိုတာကလေ့ကျင့်ခန်းစာအုပ်ပေါ့နော်လေ့ကျင့်ခန်းစာအုပ်ကိုကြည့်လိုက်အောင်ဒီမှာသူကတော့ဒီအစပိုင်းပထမအုပ်ဖြစ်တဲ့အတွက်拼音လောက်ပဲရတဲ့အတွက်သူက拼音ကိုအဓိကလေ့ကျင့်ပေးတယ်第一课妈妈爸爸ဟုတ်ပြီနော်ပြီးတော့拼读练习တဲ့拼读练习ဆိုတာစလုံးပေါင်းလေ့ကျင့်ခြင်းပေါ့单音节ဆိုတာစလုံးတစ်လုံးပဲပါတယ်ဟာစကားစုလေး知ဒါဆို弟弟蛇的蛇ဒါအများကြီးတော့ရှိပါတယ်ဒါပေမဲ့အနည်းဆက်ဆုံးအသုံးများတဲ့ဟာကိုရင်ပြောမှာဥပမာ10ဆိုကြောက်ခဲလေးရတယ်เนาะ30လေးရတယ်အဲ့လိုမျိုးပေါ့တစ်လုံးထဲတော့မဟုတ်เนาะ子ခရမ်းရောင်ခရမ်းပေါ့刺တစ်ခါတစ်ကြိမ်နဲ့ကြိမ်爱ချစ်သည်图ကပကြီးရောင်ချယ်သည်လည်းရရနော်写ရေးသည်学သင်ယူသည်偏播音偏ပေါင်းသည်播音并ဖြားသည်句တစ်ခွန်းနှစ်ခွန်းပေါ့စကားရဲ့တစ်ခွန်းနှစ်ခွန်းခွန်း收ဒါကသိန်းသည်雙音節စလုံးနှလုံးပါတယ်စကားစုလေးတွေစကားလုံးလေးတွေရဲဖေဖေဘက်ကအဖိုးနိုင်မေမေဘက်ကအဖိုးအဖွာမမမေမေ爸爸ဖေဖေ哥哥အကို姐姐အမ弟弟ညီလေး妹妹ညီမလေး短语和句子短语ဆိုတာစကားဟိုပါပေါ့စကားလုံးအတူလေးတွေ句子啊စာကြောင်းနေနော်စကားလုံးတူလေးနဲ့စာကြောင်းတူလေးတွေတဲ့这是妈妈သို့မဟုတ်那是妈妈ဒါကမေမေပါဟိုကမေမေပါ我爱妈妈ကျွန်တော်မေမေချစ်တယ်注意声调注意ဆိုတာကယူဆိုင်ပါ声调ဆိုတာကျမတို့ဒီအတန်နေပေါ့ဒီမှာပထမအတန်ဒုတိယအတန်တတိယအတန်လေးတန်အဲ့လေးကိုယူဆိုင်ပါတဲ့注意笔顺注意ကယူဆိုင်ပါ笔顺ဆိုတာကျမတို့စာရေးတဲ့ခါမှာပြောင်းပြန်မဖြစ်ရအောင်မှာဥပမာဇန်ရေးမယ်ဆိုရင်ဒီလိုဖြစ်ပြီးမှကျမတို့ဒီလိုဖြစ်ရမှာပါအဲ့ဒါကိုမဟုတ်ဘဲနဲ့ဒီလိုပြီးမှဒီလိုရေးတယ်ဒါဆိုရင်ဒါမှားသွားတာပေါ့注意笔顺အဲ့လေးတတိထားမယ်ဥပမာ30ရေးတယ်ဆိုရင်လည်းကျမတို့နော်30ရေးဆိုဒါပြီးမှဒါဆွဲရမှာပါဒီလိုဆိုရင်မှားပါတယ်ဒီလိုပြီးမှဒီလိုဆွဲတယ်ဆိုတာဆိုရင်မှားတာဆို笔顺မှားတယ်ပေါ့နော်ဒီတစ်လုံးကမှအမှန်ဖြစ်ပါတယ်အဲ့ဒါလေးယူဆိုင်ပါတဲ့နောက်ပြီးဖြစ်看图学词学句看图ပုံလေးကြည့်ပြီးတော့တဲ့学词စကားလုံးလေးသင်ယူမယ်学句စာကြောင်းလေးသင်ယူမယ်တဲ့熟读下面的词语熟读ဆိုတာအရန်ကိုတော်တော်လည်းဖြစ်အောင်လေ့ကျင့်ပါတဲ့အောက်ပါစကားလုံးများ下面的ဆိုအောက်က词语ဆိုစကားလုံးလေးတွေအဲဆိုအောက်ပါစကားလုံးများကိုတေချာတွက်လက်အောင်လေ့ကျင့်ပါ妈妈爸爸弟弟妹妹ဟဲ့ယူပထမပုံနှိပ်စာအုပ်ရဲ့စကားလုံးတွေကိုတေချာကြက်ထားတယ်ဆိုရင်ဒါလေးကကျမတို့ခက်ခဲမရှိတော့เนาะအကုန်သွားလို့ရပါတယ်
ဒီမှာကဘာလဲဆိုရင်替换练习替换练习替换ဆိုတာဟိုဘက်ဒီဘက်ကိုဟိုဘက်အစားထိုးပြီးတော့练习လေ့ကျင့်တာနံပါတ်1ကဒီမှာ这是ဆိုရင်这是爸爸这是妈妈这是弟弟这是妹妹这是姨ဒါကဖေဖေပါဒါကမေမေပါဒါညီလေးပါဒါညီမလေးပါဒါကတစ်ပါနော်အဲ့လိုပြောလို့ရတယ်နောက်တစ်ခုကဒါဥမာ这မသုံးမဲ့နပြန်သုံးမယ်ဆိုရင်那是爸爸ဟိုကဖေဖေပါ那是妈妈အဲ့ဒါမေမေပါ那是弟弟အဲ့ဒါညီလေးပါ那是妹妹အဲ့ဒါညီမလေး那是姨အဲ့ဒါကတစ်我ဆိုတော့我爱爸爸ကျွန်တော်ဖေဖေကိုချစ်တယ်我爱妈妈ကျွန်တော်မေမေကိုချစ်တယ်我爱弟弟ကျွန်တော်ညီလေးကိုချစ်တယ်我爱妹妹ကျွန်တော်ညီမလေးကိုချစ်တယ်အဲ့လိုပြောင်းပြီးပြောလို့ရရင်နော်妈妈爱我妹妹ကကျွန်တော်ကိုချစ်တယ်爸爸爱我ဖေဖေကကျွန်တော်ကိုချစ်တယ်弟弟爱我မောင်လေးကကျွန်တော်ကိုချစ်တယ်妹妹爱我ညီမလေးကကျွန်တော်ကိုချစ်တယ်ဒါလေးပေါ့အဲ့ဒါဆိုရင်အဲ့ဒါကို替换练习လို့ခေါ်ပါတယ်နံပါတ်4ကပါလဲဆိုရင်看图完成句子看图ဆိုတာပုံလေးတွေကြည့်ပြီးတော့ပုံလေးတွေ看图ဆိုရင်ပုံလေးကြည့်ပြီးတော့完成ဆိုတာပြီးအောင်ရေးပေးပါလုပ်ပေးပါ句子စာကြောင်း那么အဲ့ဆိုဒီမှာမျိုးသမီးပုံပြရတယ်ဒီမှာမျိုးသမီးပုံပြရတယ်ဒီမှာပေးထားဆိုရင်是妈妈ဆိုတော့ဒါဒီမှာတင်ထားသင်ခန်းစာတက်ပဲသူပေးထားအမှန်ကွက်လက်ဖြည့်ပါပဲเนาะ这是妈妈ပေါ့ဒါဆို这是爸爸ပေါ့ကိုဟောဖြည့်ရမှာပါနံပါတ်3က我奶奶ဆိုရင်ကျွန်တော်အဖွားဆိုရင်ဒီမှာ我爱ပေါ့သင်ထားစလား我爱奶奶နောက်ဆို爷爷爱အဲ့ဆို爷爷爱ဆိုဒါကြိုက်တာဖြည့်ပေါ့အမှအဖွားတော့မတင်ရသေးဘူးเนาะအဖွားမတင်ဆိုဒီမှာ爷爷爱ဆိုအဖွားချစ်တယ်ဆိုဘလို့ချစ်ရတယ်爷爷爱爸爸爷爷爱妈妈爷爷爱我အကုန်သုံးလို့ရတယ်爷爷爱妹妹အဲ့လိုတင်လို့ရပါတယ်ဒီမှာတော့ဒါလေ့ကျင့်တာပေါ့စလုံးလေ့ကျင့်တာအဲ့ဒီပြီးသွားလို့ရှိရင်ဒီမှာစလုံးလေ့ကျင့်တာပြီးသွားလို့ရှိရင်ဒီမှာတော့နံပါတ်6က请你给爸爸或妈妈或者妈妈画一张画并用汉字注明的然后接着ပြီးတော့给爸爸အဖေအတွက်都မဟုတ်或者或者都မဟုတ်妈妈ဆိုရင်အဖေကိုဖြစ်ဖြစ်အမေကိုဖြစ်ဖြစ်တဲ့画一张画ပုံလေးတစ်ပုံဆွဲပြီးဒါအပြင်用汉字တရုတ်စလုံးနဲ့ပြီးတော့ကိုကအောက်မှာဒီ注明ဆိုတာဒီကိုရေးချင်တဲ့ဟာလေးဒီ caption လေးရေးပေးပေါ့说话ဒီမှာ第一课你早第一课သင်ခန်းစာတဲ့မင်္ဂလာပါပေါ့你ရခမရ早ကစောတာဒါပေမဲ့ခမရစောရလို့ပါတာမပြန်ဘူးเนาะအဲဆိုမင်္ဂလာမနေ့ခင်းပါလို့ပါတာပြန်မယ်เนาะမင်္ဂလာမနေ့ခင်းပါ句型训练句型训练句型ဆိုရင်ဒီစလုံးစာကြောင်းရဲ့ပုံစံကိုကျမတို့လေ့ကျင့်မယ်ပေါ့အဲ့မှာသူပေးတာသူပထမတင်လိုက်တာနီးကြောက်ပေါ့အဲ့ဒါကျမနေရာမှာနီးနေရာမှာသူဒီမှာမြင်းသားပြရတယ်နော်ဆိုတော့အဲ့နေရာမှာကျမတို့ဒီအခုဒီဟာလေးပေးထားတဲ့စလုံးတွေအစားထိုးလို့ရတယ်အဲ့လိုဒီမှာနီးကြောက်ပေးထားရဆိုရင်ကျမနင်းထည့်လိုက်မယ်ဆိုရင်နင်းကြောက်ဖြစ်သွားမယ်အဲ့တော့အရှိမစလုံးမတင်ရတဲ့အတွက်ဒါလေးကနည်းနည်းလေး说话ဟာခက်သွားမယ်လို့ကျွန်မထင်တယ်တင်ထားလူတော့ကစလုံးရပြီးသားလူတော့ကတော့လွယ်တာပေါ့အခုမှစပြီးတရုတ်စာတင်မယ်ဆိုတဲ့လူအတွက်ကတော့ကျွန်မဘာပြောချင်လဲဆိုရင်ဟန်ယူကိုဟန်ယူအတိကဖိပြီးလှုပ်စေချင်တယ်ဟန်ယူတေချာဖိပြီးတော့တအုပ်နှုတ်ပြီးသွားပြီဆိုရင်ကျွန်မဒီ说话book 1 book 2ပြန်ပြီးလေ့လာလို့ရပါတယ်အခုကလုံးဝမတင်ရတော့အကုန်လုံးအသက်ဖြစ်နေလိမ့်မယ်တလုံးမှမတင်ရသေးဘူးနင်းဆိုတာလူကြီးနဲ့ပြောတဲ့ခါမှာသုံးတာနင်းဆိုတာအတင်ပေါ့မင်္ဂလာမနက်ခင်းမှာလူကြီးမင်းပေါ့妈妈早မင်္ဂလာမနက်ခင်းမှာမေမေ爸爸早မင်္ဂလာမနက်ခင်းမှာဖေဖေအဲဆို老师早ဆိုရင်မင်္ဂလာမနက်ခင်းမှာဒီချက်နော်同学们早မင်္ဂလာမနက်ခင်းမှာကျောင်းနေဖက်တငယ်ချင်းတို့ရေပေါ့အဲ့လိုဖြစ်သွားမယ်အဲဆိုစလုံးမတင်ထားတဲ့တူတော့ကတော့အခက်ခဲဖြစ်သွားမယ်နော်ဒါပေမဲ့စာမြည်ပြီးသားဖြစ်သွားအောင်လို့ပါသိဘယ်လိုတင်လဲဆိုတာသိရအောင်လို့ဒီမှာနံပါတ်1က学生ကျောင်းသားတွေကတဲ့ဒီမှာဒါအဆက်ကလေးပြကျောင်းသားတွေကပြောတာဘာပြောလဲဆို老师早မင်္ဂလာမနက်ခင်းပါဆရာ
老师ဆိုတာဆရာကဒီမှာဆရာကပြောတယ်ဆိုတော့အဆက်ကလေး20နဲ့ခံထားတယ်ဆရာကပြန်ပြောတယ်同学们早နော်ကလေးတို့မင်္ဂလာမနက်ခင်းပါအဲ့တော့同学ရတယ်အများဖြင့်တကယ်လို့ကျောင်းသူကျောင်းသားချင်းချင်း同学们早သုံးတယ်နော်ဆရာမတွေကလည်းတချို့ဆရာမတွေက学生们早လို့သုံးတယ်ကျောင်းသားတို့မင်္ဂလာမနက်ခင်းပါပေါ့တချို့ဆရာမလည်း同学们ဆိုပြီးမှ同学们အတူတူတင်ရတဲ့အတူတူတင်ယူကြတဲ့မိတ်ဆွေများမင်္ဂလာမနက်ခင်းပါပေါ့နော်同学们အများအဖြစ်တော့同学们早学生们早လဲတချို့ပြောပါတယ်ဆရာမတွေကျောင်းသားများမင်္ဂလာမနက်ခင်းပါနောက်နံပါတ်1က小丽ရလူနာမည်နော်အဲ့တော့ပြော小红你早小红ရေမင်္ဂလာမနက်ခင်းပါအဲ့မှာ小红ကပြန်ပြောတယ်နော်你早ဆိုတော့小红ကပြန်ပြော小红ကလူနာမည်ပေါ့你早ဆိုရင်မင်္ဂလာမနက်ခင်းပါ你早စကားပြောပါဒါ说话ပေါ့နောက်ဒီမှာ练习တာလေ့ကျင့်မှာ看图说话看图说话ပုံလေးကြည့်ပြီးစကားပြောကြည့်ပါတဲ့ဒီမှာခလေးလေးနဲ့အမိန်နဲ့ပြထားတယ်လေအဲဆိုဒါကြိုက်တယ်လို့ပြောလို့ရတယ်ဟိုမှာခလေးလေးကရင်တော့ဆရာမ早လို့ပြောလို့ရှိရင်မမေရလည်းပြန်မှာ小红早ပြောလို့ရ小丽早ပြောလို့ရတယ်နော်ဒါကြတော့ဒီပုံမှာကြတော့တငယ်ချင်းတယောက်ဆိုရွယ်တူပဲအဲဆိုရင်ယောက်ျားလေးရင်မိတ်ဆက်မယ်အမေဆိုရင်小红你早အဲဆိုရင်သူကလည်းပြန်ပြောမယ်你早ပေါ့ဒါကတော့ကြိုက်တယ်လို့ပြောလို့ရတယ်အခုဒီမှာပုံထဲမှာပြထားတာကကျောင်းသူလေးနဲ့ဆရာနဲ့ဆိုတော့အဲဆိုရင်ဒီမှာပါဆိုရင်老师您早ဒီမှာ你早မဖြစ်ရတော့နော်လူကြီးနဲ့ပြောတာဖြစ်တဲ့အတွက်老师您早ဆိုရင်ဥမာဆရာပြန်ပြောလို့ရတာဥပမာသူက小红ဆိုရင်小红早သို့မဟုတ်ရှင်你早အဲ့လိုတောင်းလို့ရပါတယ်好，那么那个例子呢？分组互相问候，分组是吧？配来配来，个里头配比来，配比哦，互相问候，变人，no set 拍嘛不？学儿歌，学是吧？顶下面儿歌是吧？克里个比亚里的不？克里个比亚里顶下面，老师早，大公鸡喔喔叫，小朋友到学校，老师早，同学早，老师说我有礼貌。အတိပ္ပယ်လေးကဆရာမမင်္ဂလာပါတာကုန်းကြီးဝဝကြောက်တယ်ကြက်ဖတ်ရဝဝနဲ့អော်နေပြီဆိုခေါ်អော်တော့ဝဝနဲ့တုံးတယ်နော်မြန်မာကတော့ဗာလဲဆိုရင်အော်အီအိုပေါ့အော်အီအော်တာတော့ဝဝနဲ့တုံးတယ်小公鸡ဝဝကြောက်小朋友到学校အဲ့小朋友တချို့ပါလာပြန်လာတငယ်ချင်းလေးလို့ပါလာပြန်လာမဟုတ်နော်朋友ကတငယ်ချင်းဟုတ်တယ်小朋友ကကလေးတွေလို့သိပေးရတာပါ小朋友ကကလေးနော်တငယ်ချင်းလေးတို့ပါလာပြန်အဆင်မပြေဘူးเนาะ到学校ဆိုတာကျောင်းကိုရောက်လာတယ်တောက်ကရောက်တာ学校ကျောင်းရောက်လာတယ်老师早同学早မင်္ဂလာမနက်ခင်းပါဆရာ同学早မင်္ဂလာမနက်ခင်းပါကျောင်းနေဖက်တို့ရေဆိုရင်နှုတ်ဆက်တယ်老师说我有礼貌老师ကဆရာမက说ကပြောတယ်我ကကျွန်တော်有礼貌ဆိုတာယဉ်ကျေးမှုရှိတယ်ယဉ်ကျေးတယ်ပေါ့ယဉ်ကျေးမှုရှိတယ်ဒါလိုက်ပါပြန်ယဉ်ကျေးမှုရှိတယ်ဒါပြောချင်တာကတော့ယဉ်ကျေးတယ်ဆရာမကကျွန်တော်ကိုယဉ်ကျေးရလို့ချီးကျူးတယ်ပေါ့အဲ့ဆိုရင်ကျမတို့ဒီဟန်ယူစာအုပ် book 1မှာ book 1ရဲ့သင်ခန်းစာ1ကပြီးတော့ပါပြီနောက်ပိုင်းဆိုကျမဒီလေ့ကျင့်ခန်းနည်းနည်းထည့်ပေးမယ်ပြီးတော့ပုံနှိပ်စာအုပ်ထည့်ပေးမယ်အားလုံးပဲလွယ်ကူစွာသင်ယူလေ့နိုင်ကြပါစေရှင်